မင်းလောက်လာတာတယောက်မှမရှိဘူးဆိုရင် English ကိုဘယ်လိုပြောမလဲပေါ့အဲ့တော့သူက pattern ရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ there is nothing as adjective as object ဖြစ်ပါတယ်သူက object လောက် adjective ဖြစ်တာဘာမှမရှိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ပေါ့နော်ကိုကလူပုဂ္ဂိုလ်ကိုသုံးမယ်ဆိုရင်လည်း nothing နေရာမှာဒီ no one ထဲမှာပေါ့ဆိုအဲ့တဘောပဲပေါ့နော်ဥပမာအဲ့တော့ကိုကမုံကြိုက်တယ်ပေါ့အဲ့တော့ဒီမုံလောက်အရသာရှိတာတခုမှမရှိဘူးအဲ့တော့ there is nothing as delicious as this snack ဖြစ်ပါတယ်ဆိုအဲ့လိုပုံစံမျိုးပဲပြီးရင်နောက်တစ်ခုအနေနဲ့ဆိုရင်တော့မင်းလောက်လာတာဘာမှမရှိဘူးပေါ့ဆိုအဲ့ဒါဆိုလေ there is nothing နေရာမှာဘာပြောင်းမလဲဆိုတော့လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ no one ပြောင်းမယ်ပေါ့အဲ့တော့ there is no one as beautiful as you ပေါ့အဲ့ဆိုရင်မင်းလောက်လာတာတယောက်မှမရှိဘူးလွယ်လွယ်လေးပဲပေါ့နော်အဲ့တော့မင်းလောက်ရက်ရောတဲ့သူတယောက်မှမရှိဘူးမင်းကတအားရက်ရောတယ်အဲ့တော့ there is no one as generous as you ဖြစ်ပါတယ်ဆိုအဲ့လိုပုံစံမျိုးအဲ့တော့ကျွန်တော်တို့ adjective နဲ့ object တွေရနေတယ်ပြောလို့ရတယ်ပေါ့နော်အားလုံးကြိုးရှိသွားမယ်လို့ယုံကြည်ပါတယ်